Allah subhanahu wa ta'ala chano me Quran ma ameshiro mure wa kadhalika ja'alnakum ummatan wasatan litakunu shuhada'a 'ala an-nas wa yakuna ar-rasulu 'alaykum shahida chano ro tamana Muhammad Mustafa sallallahu alayhi wa sallam ye ummati de ko naw lai ta de ko Allah ta'ala ka ameshiro mure tho ni lagaung be nga shin mya ha tin do ko ale lat ja ro tadana win lu su aphit net pyu lou dor mu deအဲ့လိုအလေလက်ကြတော့သာသနာဝင်လူစုဖြစ်နေပြုလုပ်တာဟာဘာတော့လဲဆိုတော့တင်တို့ကတခြားလူတွေအတွက်စံပြုရတော့နမူနာယူရတော့ရှေးဆောင်လမ်းပြလူအဖွဲ့ကြီးတည်းဖြစ်လာကြဖို့အတွက်ဝယကူနရဆူလ်အလိုင်ကွမ်ရှဟီဒါရဆူလ်တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကတင်တို့စံနမူနာယူရတဲ့ရှေးဆောင်လမ်းပြဖြစ်လာဖို့အတွက်တင်တို့ကတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကိုအတူယူမယ်တမန်တော်ရဲ့လမ်းစဉ်ပေါ်ကိုလိုက်စားမယ်တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကိုရှေးဆောင်လမ်းပြဖြစ်နေထားပြီးတော့တမန်တော်ရဲ့ဆွန်နတ်တွေကိုလေးစားမယ်တမန်တော်ဘဝမှာဘလို့ကျင့်ကြံနေထိုင်ခဲ့တယ်လဲတမန်တော်ရဲ့စနစ်ကပါလဲဆိုတော့ကိုကြည့်ပြီးတော့မိမိရဲ့ဘဝကိုလည်းအဲ့ဒီတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ရဲ့ဆွန်နတ်တော်ရဲ့ပုံစံခေါ်ထဲမှာမိဘဝကိုတွတ်တွင်းပြီးတော့ဟာလားတခြားလူမျိုးတွေအတွက်တင်တို့ကစံနမူနာဖြစ်လာကြဖို့တခြားလူမျိုးတွေရဲ့အီမမ်တခြားလူတွေရဲ့ရှေ့ဆောင်လမ်းပြဖြစ်လာဖို့တင်တို့ကတခြားလူတွေရဲ့အနောက်ကိုလိုက်ရမှာမဟုတ်ဘူးလေကုရ်အာန်ကကျွန်တော်တို့ပြောတယ်တခြားလူတွေရဲ့ယဉ်ကျေးမှုတခြားလူတွေရဲ့ဓလေ့ထုံးတမ်းစင်လာတခြားလူတွေရဲ့အသွေးခေါ်တွေအယူဆတွေကိုတင်တို့ကယူရမှာမဟုတ်ဘူးတင်တို့ကိုအလ္လာဟ်တာလာကတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကြီးကနေပြီးတော့တဆင့်ပေးသနာတော်မူလိုက်တဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းစင်လာလူနေမှုစနစ်အခလာကိုချင်းစရိတ်သားတွေကိုတင်တို့ကတခြားလူတွေကိုတွန်တင်ပို့ချပေးရမယ်တင်တို့ကတခြားလူတွေကိုအတူယူရမှာမဟုတ်ဘူးလေကုရ်အာန်ကကျွန်တော်တို့ပြောတယ်ဆိုတော့ဒီအာယတ်တော်မှာအလ္လာဟ်တာလာကမရှိတယ်ငါရှင်မြတ်ကတင်တို့သူတွေကိုအလေလက်ကြတော့သာသနာဝင်လူစုဖြစ်နေငါရှင်မြတ်ကပြုလုပ်တော်မူထားတယ်ဆိုတော့အလေလက်ကြခြင်းရဲ့အလူတဘောပါအလေလက်ကြခြင်းရဲ့ဥပမာတွေပေးမယ်ဆိုတော့အများကြီးရှိတယ်ကျွန်တော်အဲ့ဒီဥပမာတွေထဲကဥပမာတစ်ခုပေးမယ်တချို့တော့လူအဖွဲ့အစည်းတွေရဲ့ကြားမှာတွင်ကျဲတဲ့လူနေမှုစနစ်မှာတချို့ဘာသာတရားတွေတချို့သာသနာတွေမှာဘာတွေ့ရလဲဆိုတော့ဒီဖို့မကိစ္စကိုဆောင်ရွက်ခြင်းကလိန်ဆက်ဆံခြင်းကဒါမကောင်းတဲ့ကိစ္စတစ်ခုဖြစ်အမျိုးသားကအမျိုးသမီးကနေပြီးတော့တီးခြားကင်းလို့ပြီးတော့နေခြင်းအမျိုးသမီးကအမျိုးသားကနေတီးခြားကင်းလို့အိမ်တော်မပြုတ်ခြင်းအိမ်တော်မပြုတ်ခြင်းကဒါအဲ့ဒီဘာသာတွေအဲ့ဒီလူအဖွဲ့အစည်းတွေရဲ့အမြင်မှာတော်တော်ကောင်းတဲ့ကိစ္စတာအလွန်အမတန်မွန်မြတ်တဲ့ကိစ္စအိမ်တော်မပြုတ်ပဲနေတဲ့လူကအလွန်အမတန်ကောင်းတဲ့လူဖြစ်တဲ့မွန်မြတ်တဲ့လူဖြစ်တဲ့ဂုဏ်ပေးထားတဲ့လူဖြစ်တဲ့အဲ့ဒီဘာသာတွေဒါကအစွန်းတစ်ခုဖြစ်ဖို့မကိစ္စဆောင်ရွက်ခြင်းကဒါလုံးဝမကောင်းဘူးလို့ပဲယူဆနေကာရဲ့နီလန်းနဲ့ပဲဖြစ်စေနေကာမရှိတဲ့နီလန်းနဲ့ပဲဖြစ်ဖို့မကိစ္စကိုဆောင်ရွက်ခြင်းကိုတို့ကမကောင်းတဲ့ကိစ္စလို့ရှုမြင်ဒါကအစွန်းတစ်ခုနောက်အစွန်းတစ်ခုကဘာလဲဆိုတော့ဒီခေတ်မှာတွင်ကျယ်လာတဲ့အသွေးခေါ်အယူဆအနောက်တိုင်းကနေလာတယ်အနောက်တိုင်းယဉ်ကျေးမှုကနေအနောက်တိုင်းလူဖွဲ့စည်းတွေကြီးကနေလာအုံမကြခင်အရှိမဗာလင်တိုင်းဒေးလာဖေဖော်ဝါရီလ14ရက်နေ့ဇေနာနေ့လာဇေနာနေ့ဇေနာကဘာမှမဟုတ်ဒါကနောက်အဆုံးတစ်ခုအမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်နဲ့နှစ်ဦးသဘောတူတဲ့ခြေနဲ့တဲ့ဆိုရင်မိရီနေရာမှာမဆိုမိရီချိန်မှာမဆိုလွတ်လပ်စွာပေါင်းတင်နေထိုင်ခွင့်ရှိတဲ့ဘယ်သူမှသူတို့ကိုတားလို့မရဘူးဘယ်သူမှသူ့ကိုအပြစ်ပြောလို့မရဘူးနေကာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအိမ်တော်တရားဝင်အိမ်တော်ပြုထားသည်ဖြစ်စေမပြုထားသည်ဖြစ်စေဘယ်သူမှတားလို့မရဘူးအဲ့ဒီအမျိုးသားကိုမွေးထားတဲ့အဖေကိုယ်တိုင်တားလို့မရဘူးအဲ့ဒီအမျိုးသမီးကိုမွေးထားတဲ့အမေကိုယ်တိုင်တားလို့မရဘူးအပြစ်တင်လို့တော့မရဘူးအပြစ်တင်ရင်တရားစွဲခံထိဒါပေမဲ့လည်းအနောက်တိုင်းနိုင်ငံတွေဇေနာဟာလည်းဘာမှမဟုတ်ဒါအပြစ်တစ်ခုမဟုတ်ဘူးသူတို့စီဒါနောက်ထပ်အစွန်းတစ်ခုကဘာလဲဖို့မကိစ္စဆောင်ရွက်ခြင်းဆိုတာလုံးဝမကောင်းဘူးဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်နောက်အစွန်းတစ်ခုကဘာလဲဖို့မကိစ္စဆောင်ရွက်ခြင်းကလွတ်လပ်စွာပူပန်တဲ့ကိစ္စဖြစ်တဲ့အိမ်တော်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလို့ကျွန်တော်တို့အစ္စလာမ်သာသနာတော်ကဘယ်လိုအလေလက်ကျတယ်လဲဆိုတော့အစ္စလာမ်ကပြောတယ်ဖို့မကိစ္စကိုလုံးဝမဆောင်ရွက်ခြင်းဟာလည်းမကောင်းဘူးအိမ်တော်မပြုတ်ပဲနေတာဟာလည်းမကောင်းတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ကဟာဒီသ်မှာမရှိတဲ့အန်နီကာဟူမင်ဆွန်နတီနေကာလှုပ်ခြင်းကငါကိုယ်တော်ကျင့်ကြံနေထိုင်တဲ့နီလန်းဖြစ်တမန်တော်ရဲ့ဆွန်နတ်နေကာလူတယောက်ကမိမိကိုယ်ကိုထိန်းချုပ်လို့နိုင်မှာမဟုတ်ဘူးဇင်နာထဲကိုရောက်သွားနိုင်တယ်ဆိုရင်အဲ့ဒီလူတော့အိမ်တော်ပြုခြင်းကအရေးကြီးတယ်ဝါဂျစ်အစ္စလာမ်သာသနာအစ္စလာမ်ကပြောတာကနေကာလှုပ်ကြကျမ်းတော်မှာကုရ်အာန်ထဲမှာအလ္လာဟ်တာလာကုရ်အာန်မရှိတော်မူတယ်ဝအန်ကီဟူလ်အာယာမာမင်ကွမ်တင်တို့တွေထဲကအိမ်တော်မရှိကြတဲ့လူတွေကိုအိမ်တော်ပြုပေးကြတယ်မိမိတတ်နိုင်တဲ့ဘာနဲ့သူတို့ကူညီကြသူတို့အိမ်တော်ကြသွားရအောင်အလ္လာဟ်တာလာကိုယ်တိုင်အမိန့်ပေးထားတဲ့ကျမ်းတော်မှာကုရ်အာန်ထဲမှာတင်တို့တွေထဲကအိမ်တော်မရှိကြတဲ့အမျိုးသားတွေအိမ်တော်မရှိကြတဲ့အမျိုးသမီးတွေကိုတင်တို့ဟာအိမ်တော်ပြုပေးကြ
إن يكونوا فقراء يغنهم الله من فضله الله تعالى မရှိတဲ့အကယ်အဲ့ဒီအိမ်တော်မရှိကြတဲ့အမျိုးသားတွေအိမ်တော်မရှိကြတဲ့အမျိုးသမီးတွေဟာ fakir တွေဖြစ်ကြတယ်ဆင်းရဲကြတယ်ဆိုရင် Allah Ta'ala မရှိတဲ့သူတို့ကို Allah Ta'ala ဟာဥစ္စာဒနာပြည့်စုံစေတော်မူမယ်သူတို့ရဲ့လိုအပ်ချက်တွေကို Allah Ta'ala ဖြည့်ဆည်းပေးသနာတော်မူမယ်ဘာမှမပူနဲ့သူတို့အိမ်တော်ပြုတ်ပေးလိုက်အဲ့ဒီနောက်ပိုင်းမှာသူတို့ရဲ့ဝင်ငွေမှာ barakat ဖြစ်လာမယ် Allah Ta'ala ကူညီမယ်သူတို့တော့ဘာမှဒုက္ခအခက်အခဲမရှိစေရဘူး Allah Ta'ala သူတို့ကိုပြည့်စုံစေတော်မူမယ်ဆင်းရဲနေရတဲ့ဘဝကနေသူတို့ကို Allah Ta'ala လွတ်မြောက်စေတော်မူအဲ့ဒါကြောင့် Hazrat Umar Farooq radiyallahu ta'ala anhu ဘာမရှိတော်မူလဲဆိုတော့ Ajabu min ar-rajul alladhi yabtaghi al-ghina'a bighayri nikahin ငါတော်အော်မိတယ်လေလူတယောက်နဲ့ပတ်သက်ပြီးတော့အဲ့ဒီလူဟာကြွယ်ဝချမ်းသာမှုကိုသူဟာရှာဖွေတယ်နေကာမလုပ်ပဲနဲ့နေကာမလုပ်ပဲနဲ့ကြွယ်ဝချမ်းသာမှုကိုရှာဖွေတဲ့လူနဲ့ပတ်သက်ပြီးတော့ငါတော်အော်မိတယ်ဘာကြောင့်လဲ Wallahu yaqulu fil Quran in yakunu fuqara'a yughnihimullahu min fadli Allah Ta'ala ကကျမ်းတော်မှာကုရ်အာန်မှာမရှိတော်မူထားတယ်အိမ်တော်ပြုမဲ့အမျိုးသားနဲ့အိမ်တော်ပြုမဲ့အမျိုးသမီးဟာဆင်းရဲကြတဲ့လူတွေဖြစ်တယ်ဆိုရင်ဒီနေကာရဲ့ barakat နဲ့ Allah Ta'ala ဟာသူတို့ကိုကြွယ်ဝစေတော်မူမယ်ပြည့်စုံစေတော်မူမယ်တင့်တယ်စေတော်မူမယ်လို့ Allah ကိုယ်နဲ့ကျမ်းတော်မှာကုရ်အာန်ထဲမှာအမိန့်ရှိထားတယ်အဲ့ဒါလည်းလူတယောက်ဟာသူ့စီမှာပတ်စံမရှိဘူးဝင်ငွေမကောင်းလို့ဆိုပြီးတော့အိမ်တော်မပြုတ်ပဲနေတယ်ဝင်ငွေကောင်းအောင်အရင်လုပ်မယ်လို့ပြောတယ်ဥစ္စာဒနာရှာဖွေတယ်ကြွယ်ဝချမ်းသာမှုကိုသူဟာရှာဖွေတယ်နေကာမလုပ်ပဲနဲ့အဲ့လိုလူနဲ့ပတ်သက်ပြီးငါတော်အော်မိတယ်လေဘယ်သူမှမရှိတယ်လေအမီရုလ်မူအမီနင် Hazrat Umar Farooq radiyallahu ta'ala နေကာလုံးလိုက် Allah Ta'ala အားလုံးစီစဉ်ပေးလိုက်နေကာလုံးအမှာကိုကြောက်တဲ့လူနဲ့ခလေးယူအမှာကိုကြောက်တဲ့လူနဲ့ခလေးကသူ့ရိုစီနဲ့သူ့လာမှာဒါကျွန်တော်တို့အားလုံးရဲ့အတွေ့အကြုံပဲခလေးတယောက်ရရင်ဒီအိမ်တော်မှုဘဝတော့ဘလောက်ဝင်ငွေလိုအပ်လာတယ်အဲ့ဒါလောက်များလာတယ်ဝင်နောက်တယောက်ရရင်ပိုတက်လာတယ်နောက်တယောက်ရရင်ပိုတက်လာတယ်ဝင်ငွေရဘာကြောင့်လဲ Allah Ta'ala ကသူ့ရိုစီနဲ့သူဒီဒုနီယာကိုလွှတ်တာလေဟိုမှာခလေးမွေးလိုက်တာနဲ့ခလေးမမွေးခင်အရင်မှာမိခင်ရဲ့ဒီရင်သားတွေမှာနိုးရရှိသလားမရှိဘာမှမထုတ်မိခင်ရဲ့ဒီရင်သားတွေမှာနိုးရမရှိဘူးခလေးမမွေးခင်ရင်ခလေးမွေးလိုက်တာနဲ့ Allah Ta'ala ကအဲ့ဒီခလေးရဲ့ရိုစီတော့ဘာလို့လဲဒီကနေပြီးတော့နိုးရချောင်းတွေကိုစီးလာကြတော်မူဒါဘယ်လိုလုပ်တာ Allah Subhanahu wa Ta'ala ခလေးမွေးလာတာနဲ့သူရဲ့ရိုစီတော့ Allah Ta'ala ကစီးခြင်းတယ်ဒီခလေးကသူ့ရိုစီနဲ့သူ့လာတော့နဟနူနရဇုကုကုမ်ဝအီယာဟွမ်တင်တို့ကိုကျွေးနေတာလဲငါရှင်ကကျွေးနေတာအဲ့ဒီခလေးတွေကိုကျွေးနေတာလဲငါရှင်ကကျွေးနေတာတင်တို့ကိုကျွေးတဲ့ရှင်တွေကသူတို့မကျွေးပဲထားမလို့သူတို့အိမ်တော်ပြူရမှာကိုကြောက်တဲ့လူနဲ့ခလေးယူရမှာကိုကြောက်တဲ့ခလေးကသူ့ရိုစီနဲ့သူ့လာဒီခလေးမွေးလာတာနဲ့သူ့မိခင်ရဲ့ရင်သားတွေထဲမှာနိုးရချောင်းတွေကိုဖြစ်လာစေတဲ့အရှင်တခင်ကအဲ့ဒီခလေးကိုနိုးဖြတ်ပြီးနောက်ရှေ့ဆက်မဲ့ဘဝမှာသူ့အငတ်ထားမလားဒါဘလို့မဖြစ်နိုင်ဟိုခွေးကလေးတွေစိတ်ကလေးတွေကြောင်ကလေးတွေကိုတော့ Allah Ta'ala အငတ်မထားဘူးဒီလူကလေးကိုဘာကြောင့် Allah Ta'ala အငတ်ထား أشرف المخلوقات ولقد كرمنا بني آدم وحملناهم في البر والبحر ورزقناهم من الطيبات family planning ဆိုတာကိုကျွန်တော်တို့ထုတ်ပြရမယ်ကျွန်တော်တို့ရဲ့ muasharat ထဲကနေခလေးဆိုရင်2ယောက်ပဲကောင်းတယ်3ယောက်ပဲကောင်းတယ်3ယောက်ထပ်ပုံမယူတင်ဘူး2ယောက်ထပ်ပုံမယူတင်ယူနိုင်တယ်ဆိုရင်ရသလောက်ယူအောင် Allah Ta'ala ပုံမှာ tawakkul ရှိတယ်ယကင်ရှိတယ်ယုံကြည်မှုရှိတယ် Allah ကလူကိုဖန်ဆင်းပြီးအငတ်မထားဘူးလူသားတိုင်းကို Allah Ta'ala ကဒီဒုနီယာကိုသူ့ရဲ့ရိုစီနဲ့တကွဆင်လွတ်တယ်မှုတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်တယ်ဆိုရင် Allah Ta'ala ရဇာဖြစ်တယ် Allah Ta'ala ခါလစ်ဖြစ်တယ် Allah Ta'ala ဒါလည်းမာလစ်ဖြစ်တယ် Allah Ta'ala ဒါလည်းကျွေးနေတော်မူတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်တယ်ဆိုရင်ခလေးယူဖို့ဘာကြောင့်တွန်းစရာအကြောင်းဖြစ်ဘာမှတွန်းစရာအကြောင်းသူ့ရိုစီနဲ့သူလားခလေးရကျွန်တော်တို့ရဲ့ယကင်ကမပြေဝတယ်တမန်တော်ကြီး sallallahu alaihi wasallam ကဘာမရှိတော်မူလဲဘလို့မျိုးသမီးကိုရွေးပြီးတော့အိမ်တော်ပြုရမလဲဆိုတော့ခင်ပွန်းကိုအလွန်အမတန်ချစ်တဲ့မျိုးသမီးကျင်နာတဲ့မျိုးသမီးအဲ့လိုအရေးချင်းရှိတဲ့မျိုးသမီးနောက်ခလေးအများကြီးမွေးပြင်းတဲ့အမျိုးသမီးကိုရှာပြီးတော့နေကြလို့ဖိုင်နီဥဘာဟီဘီကုမုလ်အူမမ်တမန်တော်ကြီး sallallahu alaihi wasallam ကမရှိငါကိုရောဟာတင်တို့ရဲ့များပြားမှုပုံမှာအခြေခံပြီးတော့ကေယာမတ်တင်မှာတခြားအွမ်မတ်တွေပုံမှာဂုဏ်ယူတော်မူတင်တို့ရဲ့များပြားမှုပုံမှာငါရဲ့အွမ်မတ်တွေအရေးတော့များပြားမှုပုံမှာအခြေခံပြီးတော့ငါကိုရောဟာတခြားအွမ်မတ်တွေပုံမှာကေယာမတ်တင်မှာဂုဏ်ယူတော်မူမှာဒါဘယ်လိုမရှိတာလဲတမန်တော်ကြီး sallallahu alaihi wasallam ကမရှိတော့ဘာကြောင့်လဲခလေး2ယောက်ယူပြီးကြလိုက်တယ်3ယောက်ယူပြီးကြလိုက်တယ်တားကြောဖက်လိုက်ဘာကြောင့်လဲယကင်မပြောရတယ်ယူလို့ရတယ်ဆိုရင်ယူရမှာယူလို့မရဘူးဆရာဝန်ကပြောတယ်ဆိုရင်တော့တမျိုးဘိုက်ခွဲပြီးမွေးရတယ်3ယောက်ထပ်ပို့ရင်ဒါကတော့တမျိုးယူလို့ရတယ်ဆိုရင်ရတော့ယူရမယ်မိုမင်ကဘာကြောင့်လဲဒါဟာနှစ်ဘဝတစ်ခင်ကျေးဇူးတော်ရှင်ကျွန်တော်တို့ရဲ့နှစ်ဌာနစလုံးရဲ့ခေါင်းဆောင်ကြီးကအမိတ်ရှိတော်မူတဲ့စကားခလေးယူရပါဖိုင်နီအိုဘာဟီဘီကွန်ဘအူမာဆိုတော့ Hazrat Umar Farooq radiyallahu ta'ala anhu ကဘာမရှိလဲနေကာမလုပ်ပဲနဲ့ကျွယ်ဝချမ်းသာမှုကိုရှာနေတဲ့လူကိုကြည့်ပြီးတော့ငါတော်အံ့ဩတယ်။ဘာကြောင့်လဲ Allah Ta'ala ကုရ်အာန်ထဲမှာမရှိတာတဲ့။အိမ်တော်ပြုမဲ့အမျိုးသားနဲ့အမျိုးသမီးဟာဆင်းရဲကြတယ်ဆိုရင်ငါအရှင်မြတ်ကသူတို့ကိုပြည့်စုံစေတော်မူမယ်။ဆင်းရဲမှုကနေလွတ်ကင်းစေတော်မူမယ်။လွတ်မြောက်စေတော်မူမယ်။ Allah Ta'ala ကဒီလိုမရှိတာတဲ့။နောက်တစ်ပတ်မှာနေကာမလုပ်ပဲနဲ့ကျွယ်ဝချမ်းသာမှုကိုရှာတယ်။ဆိုတော့ဒါက
ဘယ်လိုမှအတိတ်ပဲမရှိဘူးအဲ့ဒါကြောင့်ဟာဇရတ်ဥမာကပြောတဲ့တော်အံ့ဩဘူးကောနေကာကိုကျွန်တော်တို့ကခန့်အောင်လုပ်ထားတဲ့အခါကျတော့ဘာဖြစ်သွားဒီကနေ့လူငယ်တွေလွတ်ထွက်ကုန်ကျွန်တော်တို့ရဲ့ထိန်းချုပ်နိုင်မှုထဲကနေလွတ်ထွက်ကုန်ကြပဲလူငယ်အခုမကြခင်ဗာလင်တိုင်းဒေးလာမျက်စိတရေနားငယ်ရဲ့ဘယ်လိုမှမြင်စရာကြားစရာမကောင်းတဲ့ရတယ်လာမှာတည်င်းတွေလာဦးစုပဲလူငယ်တွေလွတ်လွတ်လပ်လပ်ပဲစီနာလုံးကြပြီးလို့ရှိရင်ပြဿနာပေါင်း16000ကိုယ်ဝင်ရတော့တယ်ကိုယ်ဝင်ဖြတ်ချဖို့တော့ဆရာဝန်တွေကိုသွားတယ်ဆရာဝန်ကကိုယ်ဝင်ဖြတ်ချတဲ့အချိန်မှာ girlfriend ကဒီကောင်မလေးဆုံးသွားတယ် boyfriend ကထွက်ပြီးသွားတယ်ဒီလိုဝါကြရတဲ့ကဘာပေါ်မှာအများကြီးတပါးရဲ့ဆိုကျူတယ်ဇင်နာရဲ့ဆိုကျူတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးအပျော်တဘောနဲ့တူတူနေလိုက်တဲ့တဲကူကမှသွားပြီးတော့အိတ်လိုက်တယ်နောက်ပဲဖြစ်လာတဲ့ကိစ္စတွေတော့ဘာမှတောင်းခလေးဖြတ်ချကြခလေးမွေးလိုက်တဲ့ဆိုရင်လည်းအဲ့ဒီခလေးနဲ့ပတ်သက်ပြီးဘာတောင်းမှမဖြစ်အစ္စလာမ်သာသနာတော်ကဇင်နာကိုပဲတားရမလို့ဇင်နာကြီးကိုရောက်စေနိုင်တဲ့အကြောင်းကနေအားလုံးကိုပါအစ္စလာမ်သာသနာတော်ကပိတ်ပြတယ်မျက်စိနဲ့ကြည့်ခြင်းမကြည့်ပိုင်တဲ့အရာကိုနားနဲ့နားထောင်ခြင်းနားမထောင်ပိုင်တဲ့လူရဲ့စကားကိုဝဇတ်နဲ့စကားပြောခြင်းဘ누구နဲ့စကားပြောခြင်းကမပိုင်ဘူးအဲ့ဒီလူနဲ့စကားအားလုံးပိတ်ချတာကုရ်အာန်ထဲမှာအလ္လာဟ်တာအာလာကဇင်နာမလုပ်ကြနဲ့လို့မပြောဘူးဘာပြောလဲဝလာတကရဘူဇင်နာဇင်နာရဲ့အနာကိုမတော်ကြတာဇင်နာရဲ့အနာကိုမတော်ကြအင်နဟူကာနဖာဟီရှာအလွန်တရာဆက်ဆုပ်လူရှာပေါ်ရပေါင်းတဲ့ကိစ္စဖြစ်တဲ့ဇင်နာဒါဘ누구အမရှိနေလဲအလ္လာဟ်တာအာလာမရှိဒါပေမဲ့ဒီကနေ့အနောက်တိုင်းအသွေးကိုအယူဆကျွန်တော်တို့ရဲ့ဇီကိုဘလောက်ထိအင်းနဲ့အားနဲ့ဂျိုက်ခတ်လာတယ်လဲဆိုတော့ဒီနေ့အဲ့ဒီဇင်နာကကျွန်တော်တို့အမြင်မှာလဲဘာမှမဟုတ်တော့လို့အတိအဖွဲတစ်ခုလိုဖြစ်အစ္စလာမ်သာသနာတော်မှာဘလောက်ပြင်းထန်တဲ့ဖြစ်တန်တွေတတ်မှတ်ထားတဲ့ဒီဇင်နာနဲ့ပတ်သက်လို့တမန်တော်မြတ်ဆလ္လာလဟူအလိုင်ဟီဝါဆလမ်ဘာပဲရှိတော်မူနိကာလုတ်ထိုင်တယ်တမန်တော်ပြောတဲ့နိကာလုတ်ယာမာရှရရှဘာဘအိုလူမျိုးပေါင်းတို့မန်စ္စတာအမင်ကုမလ်ဘာအတဖလ်ယတဇဝဂျ်နိကာလုံနိုင်တဲ့အင်အားအနေထားမျိုးကိုပိုင်ဆိုင်တယ်ဆိုရင်နိကာလုံလိုက်ပါဖအင်နဟူအဂဒ်လလ်ဘဆရဝအဟ်ဆနလလ်ဖရဂျ်တမန်တော်ကမရှိတယ်နိကာလုံခြင်းဟာမျက်လွှာကိုထိမ့်သိမ်းစေဖို့ထိမ့်သိမ်းမှုရရှိစေတဲ့အကြောင်းငံဖြစ်တယ်နော်အရှက်အင်္ဂါကိုထိမ့်သိမ်းမှုရရှိစေတဲ့အကြောင်းငံဘလောက်ချစ်စရာကောင်းတဲ့သာသနာလူကိုဘလို့တန်းပြဆင်ကြအောင်လုပ်တဲ့သာသနာလဲဆိုတာလူကိုပြောတဲ့နိကာလုံကဘာဖြစ်လာမလဲကိုယ့်ရဲ့မျက်လွှာကိုထိမ့်သိမ်းလာတာမကြည့်ပိုင်တဲ့အရာကိုမကြည့်မိတော့ဘူးဒဇင်းတင်ရစာမျိုးသမီးကိုတဏှာရာကစိတ်နဲ့မကြည့်ပြတော့ကိုယ့်ရဲ့ဇနီးတဲ့ရှိတယ်ကိုယ့်ရဲ့နေဆန္ဒကိုဖြည့်ဆည်းဖို့အတွက်တရားဝင်တဲ့နီလန်းနဲ့ဖြည့်ဆည်းဖို့အတွက်အကြောင်းကန်တစ်ခုရှိနေဆိုရင်လူရဲ့မျက်လုံးကတခြားတစ်ယောက်စီကိုရောက်စီအကြောင်းမရှိဘူးအိမ်လူတတ်ထားတယ်မှာပဲဟိုအဟ်ဆနလလ်ဖရဂျ်နောက်အရှက်အင်္ဂါကိုလည်းထိမ့်သိမ်းမှုရစေတဲ့အကြောင်းကန်ဖြစ်တဲ့နိကာလို့ချင်အစ္စလာမ်သာသနာတော်မှာအရှက်တရားကအင်မတန်အရေးကြီးတယ်အလ်ဟယာအူမင်အလ်အီမန်ကျွန်တော်တို့သာသနာကိုပါခေါ်အစ္စလာမ်လို့ခေါ်ဒီသာသနာကိုပဲနောက်တစ်မျိုးပါခေါ်လဲဒီနေဟယာအရှက်တရားရဲ့သာသနာအိန္ဒြေတိတ်ခါရဲ့သာသနာဒီနေအစ္စလာမ်ကိုနောက်တစ်မျိုးပါခေါ်လဲဒီနေဟယာအရှက်တရားဆိုတာကအိန္ဒြေတိတ်ခါဆိုတာကဒါအစ္စလာမ်ပဲဒါအီမန်ပဲအလ်ဟယာအူမင်အလ်အီမန်တဘာရမတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်ကမရှိဘူးဒီကနေ့အနောက်တိုင်းအတွေးဖို့အယူဆတွေကျွန်တော်တို့ထဲကိုတဖြည်းဖြည်းနဲ့စိတ်ဝင်လာတဲ့လူမှုကွန်ရက်တွေစီကနေတဆင့်ကျွန်တော်တို့မွတ်စလင်တွေဒီမှာလည်းဒီအရှက်တရားရဲ့စံချိန်စံနှုန်းတွေအားလုံးပျောက်ခြင်းမလားပျောက်လို့နေပါဖြစ်တော့အင်မတန်ကြောက်စရာကောင်းဇင်နာတစ်ဖက်မှာအစ္စလာမ်ကပေါ်တဲ့နိကာလို့နောက်တစ်ဖက်မှာဘာလုပ်လဲဇင်နာကိုပြင်းပြင်းထန်ထန်တားမြစ်တဲ့ပိတ်ပင်ဇင်နာလုံးလို့မရအောင်ဇင်နာရဲ့အနာကိုလည်းမသွားနဲ့ဇင်နာပေါ်မှာအလွန်အင်မတန်ပြင်းထန်တဲ့ပြစ်ဒဏ်တွေခတ်ထားဒါဘာခေါ်လဲအစ္စလာမ်ရဲ့အလယ်လက်ကျမှုအလယ်လက်ကျမှုလုံးဝအိမ်တော်မပြုတ်ပဲနေခြင်းကကောင်းတယ်လို့ပြောကြတဲ့လူတွေအဲ့ဒီလူတွေလည်းဒါအဆုံးရောက်ဟုတ်လားဟိုမှာဆက်ဆံရေးကိစ္စကဘလို့ပုံစံမျိုးနဲ့ပဲဖြစ်လွတ်လပ်စွာဆောင်ရွက်ခြင်းရှိတယ်လို့ပြောတဲ့လူတွေအဲ့ဒီလူတွေကနောက်အဆုံးတစ်ဖက်မှာရှိတယ်ကျွန်တော်တို့အစ္စလာမ်သာသနာတော်ကျွန်တော်တို့ကိုအလ္လာဟ်တာအာလာပေးတဲ့ဒီကလုံးဝအလယ်မှာရှိတယ်နိကာလောက်ကြကောင်းတော့ဟိုမှာဆက်ဆံတဲ့ကိစ္စကိုလုံးဝမလုပ်ဘဲနဲ့မနေကြနဲ့နိကာလောက်ကြတရားဝင်တဲ့နီလန်းနဲ့လောက်ကြဒါပေမဲ့ဇေနာကနေဝေးဝေးရှောင်းဒါဘာခေါ်လဲအလယ်လက်ကျမှုလို့ခေါ်جعلناكم أمة وسطا တလောက်ကောင်းတဲ့သာသနာကျွန်တော်တို့ရထားတယ်ဒါပေမဲ့ဒီကနေ့အဲ့ဒီသာသနာကိုကျွန်တော်တို့တန်ဖိုးမထားကြအစ္စလာမ်ကပြောတယ်နိကာလုပ်ကြအကယ်တယောက်ထဲနဲ့မလုံလောက်ဘူးလားရတယ်နောက်တစ်ယောက်ထည့်အကယ်ဇနီးတွေရဲ့ကြားမှာတရားမျှတမှုကိုတည်ဆောက်နိုင်မယ်လို့တင်ဟာယုံကြည်ရဆိုရင်နောက်တစ်ယောက်ထပ်ယူ၄ယောက်ထိယူလို့ရတယောက်ကိုပို့ပေးတာနောက်တစ်ယောက်ကိုရော့ပြီးပေးတာအဲ့ဒီဇနီးတွေထဲကတယောက်ရဲ့အခွင့်အရေးကိုထိခိုက်စေတာမျိုးတွေကုသီရနေဖြစ်လာမှာမဟုတ်ဘူးလို့ယုံကြည်တယ်ဆိုရင်အဲ့လိုအနေထားမျိုးအဲ့လိုဝင်ငွေမျိုးတင်းတင်းမှရှိတယ်အဲ့လိုအရေးချင်းမျိုးတင်းတင်းမှရှိတယ်ဆိုရင်ယူလို့ရတယ်၄ယောက်စီပဲအစ္စလာမ်ကနေကာနဲ့ပတ်သက်ပြီးတော့ခွင့်ပြုချက်အဲ့လိုပေးထားဒါပေမဲ့နောက်တစ်ဖက်ကဇေနာကိုဘယ်လိုပြင်းပြင်းထန်ထန်ပိတ်ပင်တားမြစ်ထားတယ်လဲဆိုတော့လူတယောက်ကဇေနာလုပ်တယ်ဆိုတော့ကျွန်တော်မြတ်ကုရ်အာန်ထဲမှာအလ္လာဟ်တာအာလာကိုယ်တိုင်ပဲရှိတော်မူထားတယ်အဇာလီယတ်ဝဇာနာဇေနာလုပ်တဲ့အမျိုးသမီးနဲ့ဇေနာလုပ်တဲ့အမျိုးသားဖဂျလီဒူကုလ်ဝါဟီဒ်မင်ဟူမာ
တို့နှစ်ယောက်ထဲကအရောက်တိုင်းကိုချိန်တန်ပြီးတော့မီအတဂျလ်ဒါချိန်တန်ဘလောက်လဲအချက်တရဒါကအိမ်တော်မရှိတဲ့အမျိုးသားနဲ့အမျိုးသမီးဇင်နာလုပ်တယ်ဆိုရင်ချိန်တန်အချက်တရအလ္လာဟ်တာလာအဲ့ဒီအာယတ်မှာမရှိတယ်ဝလာတာခုစကွန်ဘီဟီမာရာဖတ်န်ဖီဒီနလ္လာအလ္လာဟ်တာလာကတမတ်တော်မူထားတဲ့အမိတ်ပညာချက်တစ်ခုကိုစီးစင်းစေတဲ့နေရာမှာအဲ့ဒီအမိတ်ကိုအကောင့်ထဲပေါ်တဲ့နေရာမှာတင်တို့ရဲ့စိတ်ထဲမှာအဲ့ဒီနှစ်ယောက်နဲ့ပတ်သက်ပြီးတော့တနာမှုတညံမှုနည်းနည်းကလေးမှဝင်မလာစေရဘူးလုံးဝလျှော့ပေးလို့မရဘူးဇေနာနဲ့ပတ်သက်ပြီးအလ္လာဟ်တာလာပြင်းထန်တဲ့စကားတွေအမရှိတော့ဘူးإن كنتم تؤمنون بالله واليوم الآخر زنا لو ده مودان زنا لو ده مودمي کو پھر دن سینے نے اما تین لو ہا تنا تنیا مو نے شو بھی میں سنے مت ٹھالے تین لو زما پیوارا ایمان مشی دے وہ اکے تین لو ہا اللہ پوما یوم آخرت تمروں بوا پوما تاویں یوں تی جارے لو دے پھر دے سنے اری نے او بو اللہ تم ٹھارے امی کو اکاؤنٹ ہے پو سو دے نے اما سی سین دے نے اما تین لو سیٹ ہے ما تنا تنیا مو ننے لی ما وین لا مو میاو وین لا بھی رو شو بھی لے دے سنے مت ٹھا مینو ایمان کا ما پیوارے وَلْيَشْهَدْ عَذَابَهُمَا طَائِفَةٌ مِّنَ الْمُؤْمِنِينَ دی آیت دیا بھی اللہ تعالیٰ کا مومن دیئے نلونا رہے تھے دی زنا نے پتہ دے جون شامو موتی ہوئے لاؤ اللہ تعالیٰ زنا اتنا جون شاہ دیا موتی دیا آیا تھا دھاگو دبو پاؤں اللہ تعالیٰ کا ہمیشہ نہیں رہوں گے وَلْيَشْهَدْ عَذَابَهُمَا طَائِفَةٌ مِّنَ الْمُؤْمِنِينَ مومن دیٹھے گا اوسو تو اوسو گا ایدی زانیہ نے زانی کو پیدن کھانے رہے نیاما شینیا ترو کو پیدن کھاتا کو چینیاဘာကြောင့်လဲဆိုတော့တခါတလေကြားလို့ရှိရင်ဒီလိုလဲရှိတဲ့အာနာပိုင်တွေကအုပ်ထုတ်တဲ့လူတွေကပြစ်ဒဏ်စီရင်တဲ့နေရာမှာချော့ပြီဆိုတော့ဘိုမင်တွေတဲကအုပ်စုကအုပ်စုကတာကိုကြည့်နေတယ်ဆိုရင်အာနာပိုင်တွေကလက်စားတာတွေဟုတ်လားပတ်စံယူပြီးတော့ရှော့ပေးလိုက်တာတွေလို့မရဘူးနောက်တစ်ခုကဒီအုပ်စုတစ်ခုကကြည့်နေတဲ့ခါတက်လို့ရှိရင်သူတို့တန်ဝေကရသူတို့ရဲ့နှလုံးသားတွေထဲမှာကြောက်စိတ်ဝင်လာမယ်ငါတို့လည်းဒီလိုလုပ်ရင်သူတို့ခံဒါကအိမ်တော်မရှိတဲ့ဇာနေနဲ့ဇာနေအိမ်တော်ရှိတဲ့လူတယောက်ဇေနာလုပ်တယ်ဆိုရင်الشيخ والشيخة إذا زنيا فرجموهما البتة ဒါလည်းအလ္လာဟ်တာလာရဲ့စကားဒါမှကျမ်းတော်မှာကုရ်အာန်ထဲမှာတော့မရှိတော့ဘူးအချိန်တိုင်းတစ်ခုထိရှိခဲ့တယ်နောက်ပိုင်းမှာအလ္လာဟ်ဆူဟာနာဟူဝါတာအာလာရဲ့အမိန့်တော်နဲ့ဒါကိုပြန်ပြီးတော့ထုတ်လိုက်တယ်ကျမ်းတော်မှာကုရ်အာန်ကိုရဲ့တီလာဝတ်တဲမှာဒါမလာတော့ဒါပေမဲ့အမိန့်ကကြံနေတော့မယ်ဘလို့တိရလဲဆိုတော့ဆွဟာဘီတွေအားလုံးဟာတမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ကုရ်အာန်ကိုဆွဟာဘီတွေကဒီအမိန့်ကိုကျင့်သုံးခဲ့ကြတယ်အကယ်၍အိမ်တော်ရှိတဲ့လူတစ်ယောက်ကဇင်နာလုပ်တယ်ဆိုရင်ရဂျမ်အမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေသူ့ကိုခဲနဲ့ပေါက်မယ်ခဲပေါက်ပြီးတော့တေးတံပြီးفرجموهم البتة ဒါအစ္စလာမ်သာသနာတော်ကဇင်နာနဲ့ပတ်သက်ပြီးတော့တတ်မှတ်ထားတဲ့ပြစ်ဒဏ်ဒါကိုလုံးဝလက်မခံဘူးဇင်နာကိုအစ္စလာမ်ဟာဒီသ်တော်ထဲမှာလည်းတမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ဇင်နာနဲ့ပတ်သက်တဲ့တတိပေးချက်တွေအများကြီးတမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်အမေရှိတဲ့ဇင်နာလုပ်တဲ့အမျိုးသားဇင်နာလုပ်တဲ့အမျိုးသမီးတွေတည်ပြီးတဲ့နောက်ပိုင်းဘာဇက်မှာအာခီရတ်ကိုမရောက်ဘူးဒုနီယာနဲ့အာခီရတ်ရဲ့အလေဂျမ်းကဘရ်ဆိုတာအာလမီဘာဇက်ကိုbarzak lokaမှာလေတမန်တော်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ကမရှိတယ်ငါ့ကိုဖရစ်စတန်နှစ်ပါးကခေါ်သွားမေရာဂျ်ညမှာလည်းဖြစ်နိုင်တယ်ဒုမဟုတ်တခြားညတစ်ခုခုမှာလည်းဖြစ်နိုင်တယ်ခေါ်သွားပြီးတော့အဲ့ဒီဖရစ်စတာကောင်းကင်တမန်နှစ်ပါးကငါ့ကိုဘာဇက်ကမြင်ကွင်းတွေကိုပြအဲ့ဒီမှာငါဘာတွေ့ရတယ်လဲဆိုတော့ဘူးတစ်လုံးတွေ့ရအဲ့ဒီဘူးဟာအဝကျင်းပြီးတော့ဝန်းပိုက်ကျဲတဲ့အိုးတစ်လုံးနဲ့တူတယ်အဲ့ဒီဘူးထဲမှာဘာတွေ့ရတယ်လဲဆိုတော့လေအဲ့ဒီဘူးထဲကနေပြီးတော့မီးညွန့်တွေမီးဆွဲတွေကတို့အရှိန်အဟုန်နဲ့တက်လာဘူးရဲ့အဝအဲ့ဒီမီးညွန့်မီးဆွဲတွေနဲ့အတူတူအမျိုးသားတွေအမျိုးသမီးတွေပါလာတယ်သူတို့ဟာလုံးဝကိုယ်လုံးတင်းနေကြခန္ဓာကိုယ်မှာဘာလို့စာမမရှိဘူးကိုယ်လုံးတင်းအမျိုးသားတွေအမျိုးသမီးအဲ့ဒီထဲကနေကမ္မတန်ဆိုးရွားတဲ့ပေါ်ဟစ်တဲ့တန်ကြီးညီးသွားတဲ့တန်တွေဖတ်ဒီမင်းညိုမီးဆွဲတွေအပေါ်တက်လာတဲ့ချိန်သူတို့လည်းပါလာတယ်ဘူအဝကြီးတမန်တော်တွေ့ရတယ်ဒါပေမဲ့သူတို့အပြင်ကိုထွက်ကြတော့မလို့ဖြစ်ပြီးတော့ပြန်ပြီးတော့အထုပ်အထဲကိုပြန်ပြီးတော့ဝင်သွားတယ်ဒီမင်းညိုမင်းဆွဲတွေပြန်ပြီးတော့အထဲကိုရှုပ်သွားတဲ့ခါကျတော့သူတို့ကပြန်ပါသွားငြိမ်သွားတဲ့ခါပြီးတော့ခဏနေကျတော့ပြန်တက်လာတယ်သူတို့ကပါလာပြန်ငြိမ်သွားတယ်ပြန်တက်လာတာတမန်တော်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ကတော့တွေ့ဆွဆူရရသူတို့အော်ဟင်းညီးသွားနေကြတယ်မင်းညိုမင်းဆွဲတွေရဲ့တန်းကြောင်မီးလောင်နေတဲ့ဝေဒနာကြောင့်တမန်တော်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ကကောင်းကင်တမန်နှစ်ပါးအောင်ပြီးတယ်ဒီလူတွေဟာဘာဖြစ်လို့ဒီပြစ်တောင်ခံစားနေရကောင်းကင်တမန်နှစ်ပါးကတော့အခုခဏနေအောင်အရှိကိုဆက်သွားပြီးတော့ကောင်းကင်တမန်နှစ်ပါးကဘာလို့လဲဆိုတော့ဘာဇက်မှာရှိတဲ့တခြားမြင်ကွင်းတွေကိုတမန်တော်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ကိုပြပြီးတဲ့နောက်ပိုင်းမှာဟိုးနောက်ဆုံးမှာကောင်းကင်တမန်နှစ်ပါးကအဲ့ဒီဘာဇက်မှာတွေ့ရတဲ့ဒီအဖြစ်ပြက်တွေရဲ့အကြောင်းရင်းတွေကိုရှင်းပြတဲ့အချိန်မှာဒီဂူထဲကနန်ဂါအမျိုးသားတွေလူသမီးတွေနဲ့ပတ်သက်ပြီးသူတို့ဘာပြောကြတယ်လဲဆိုတော့အဲ့ဒီလူတွေဟာဒုနီယာမှာဇင်နာကျူးလွန်ခဲ့ကြတဲ့အမျိုးသားတွေနဲ့ဇင်နာကျူးလွန်ခဲ့ကြတဲ့အမျိုးသမီးတွေဖြစ်တယ်ဘာဇက်မှာလည်းခံနေရတယ်အာခီရတ်ကိုအလ္လာဟ်တာအာလာထင်တယ်နော်ကုရ်အာန်ကိုအလ္လာဟ်စီကနေကြားလာတဲ့ချမ်းဖြစ်နဲ့ယုံကြည်လက်ခံကြတဲ့လူတွေဖြစ်တယ်ဆိုရင်ကုရ်အာန်ထဲကအလ္လာဟ်တာအာလာရဲ့ဒီစကားတွေကိုခေါင်းထဲမှာဆွဲနေအောင်မှတ်ထား
ဇီနာဆိုတာဘလို့ကြီးလေးတဲ့ပြစ်ဒဏ်လဲအစ္စလာမ်သာသနာတော်မှာဇီနာဟာမင်အက်ဘရီလ်ကဘာအီအလုံးအမတန်ကြီးလေးတဲ့ပြစ်ဒဏ်တွေထဲကကြီးလေးဆုံးသောပြစ်ဒဏ်ကျမ်းမှာကုရ်အာန်ထဲမှာوالذين لا يدعون مع الله إلها آخر ولا يقتلون النفس التي حرم الله إلا بالحق ولا يزنون الله تعالى का दिस जिना को बलो पे मुरे ने तो भी ते प्या था दले शिरक ने तो भी ते प्या था लूटा मु ने तो भी रो ते प्या था अल्लाह ने तू तछा दो ते आगो तो फ शिन तो को को जिन सुरा दा अल्लाह ताला खोय बलो रे पे दम अलो लू को बरो खोय बलो अल्लाह ताला ईमान यू भी रो सोमा बे खोय लो तछा को नारे ने पत्ता भी अल्लाह ताला में सी रे गा खोय लो रे लो गा खोय लो शिरक सुरा दा बलो चीले रे गुना ले अल्लाह ताला खोय लोလူကြောက်ကအီမန်မရှိဘဲနဲ့ကိုယ်လုံးတည်ဆုံးသွားဂျဟန္နမ်အမဲထားပါတော့တယ်နောက်တစ်ခုကဘာလဲလူတတ်မှုအဲ့တလို့ကြီးလေးတဲ့ပြင်းမှုတွေနဲ့တွဲပြီးတော့တင်ပြထားတဲ့ဇင်နာကိုဝါလာယက်နူန်ဝမန်ယဖ်အလ်ဇာလီကယလ်ကအဆာမာဒီထဲကတခုခုကိုကျိုးလွန်နေဆိုရင်အဲ့ဒီလူဟာပြစ်ဒဏ်နဲ့ရင်ဆိုင်ရမယ်ယူဒါအစ်လဟူလ်အဒါဘူယောမလ်ကီယာမာကီယာမတ်နေ့မှာအဲ့ဒီလူနဲ့ပတ်သက်ပြီးတော့ပြစ်ဒဏ်ကစထတ်တဘိုးတိုးပွားစီချင်းထားရမယ်အလွန်အမတန်ပြင်းထန်တဲ့ပြစ်ဒဏ်အခါထတ်တိုးပြီးတော့ပြစ်ဒဏ်ပြင်းချင်းထားယူဒါအစ်လဟူလ်إن الذين يحبون أن تشيع الفاحشة في الذين آمنوا إيمان شندية جامع مؤمن دية جامع فاحشة سسو يون شابويا أمو كيسا دبوغا زنا بيان بوارا نتا جاري لولي دبوغا زنا لو جاري لوتيو زنا لو رسوي ناو لولي بالاي لو زنا تاگا دباو سو لوتيو زنا لو لے رسوا تا بالو لے دالے مؤمن دية جاري ما أشك كيميرے كيسا جي بيان نان دواوလောက်ကြတယ်အရှက်ကျင်းမဲ့တဲ့ကိစ္စပြန့်နှံ့သွားချီကိုနှစ်သက်ကြတဲ့လူတွေမိန်းကလေးတွေပါရတာမရှိတဲ့ကောင်းလို့ဇေနာဘလောက်လွတ်လပ်သွားမယ်ငါတို့ရဲ့ဟာဝတ်ကိုငါတို့ရဲ့လိန်ဆန္ဒကိုအဲ့ဒီလိုမျိုးလွတ်လပ်ဖြစ်စီလို့ရမယ်မွတ်စလင်တို့သမီးတွေဒီမှာပါရတာမရှိတာကိုလိုချင်ကြတဲ့အင်နလဒီနာယူဟစ်ဘူနာအန်တရှီအလ်ဖာဟီရှတ်ဇေနာနဲ့ပတ်သက်ပြီးတော့ဟာလာအမြင်ကျင်းတဲ့အတွေးခေါ်သူတို့ပြောတာအမြင်ကျင်းတဲ့အတွေးခေါ်တယ်ဆိုတော့ဇေနာနဲ့ပတ်သက်ပြီးတော့သူတို့ပြောဒီကုရ်အာန်ထဲကအလ္လာဟ်တာလာရဲ့ဇကားတွေတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ရဲ့ပြင်းထန်တဲ့သတိပေးချက်တွေမွတ်စလင်တွေသိကြဆိုတော့ဇေနာကိုမွတ်စလင်တွေကဆက်ဆိုးယူချကြတယ်အဲ့လိုလူတွေနဲ့ပတ်သက်ပြီးသူတို့ဘာပြောလဲခဲမမီဘူးအတွေးခေါ်ကဟာလာလွန်ခဲ့တဲ့နှစ်ပေါင်း1400ရင်တော့အတွေးခေါ်အဲ့ဒီမှာပဲကြံခဲ့တဲ့လူတွေလက်ကရန်တို့ဆင်းနောက်ပြန်ဆွဲတဲ့လူတွေအမြင်ကျင်းတဲ့လူအဲ့လိုလူတွေနဲ့ပတ်သက်ပြီးအလ္လာဟ်တာလာပါမယ်ရှိတယ်အန်တရှီအလ်ဖာဟီရှတ်ဖီလ်လဒီနာအာမနူမူမင်တွေရဲ့ဂျာမာအရှက်ကင်းမဲ့တဲ့ကိစ္စဆက်ဆုပ်လုံးရှာပွေရကိစ္စဒီဇိနာပြန့်သွားတာကိုနှစ်သက်ကြတဲ့လူတွေနားထောင်တာlahum azabun alimun fid dunya wal akhirah dunyaမှာလည်းသူတို့အတွက်အလွန်အင်မတန်ပြင်းပြစွာနာကျင်စေတဲ့ပြစ်ဒဏ်ရှိတဲ့အာခိရတ်တမလွန်ဘဝမှာလည်းသူတို့အတွက်အလွန်အင်မတန်ပြင်းပြနာကျင်စေတဲ့ပြစ်ဒဏ်ရှိတဲ့ဒါအလ္လာဟ်တာလာကုရ်အာန်ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာအမိန့်ရှိထားတဲ့ဇေနာလုပ်တဲ့လူတွေနဲ့ပတ်သက်ဇေနာကိုပြန့်အောင်လုပ်ကြတဲ့လူတွေဇေနာလုပ်ကြတဲ့လူတွေဇေနာပြန့်သွားတာကိုဇေနာလွယ်လွယ်ကူကူနဲ့လူအဖွဲ့အစည်းတွင်းမှာဖြစ်နေတာကိုနှစ်သက်ကြတဲ့လူတွေအဲ့လိုလူတွေမှတ်ထားသူတို့အတွက်ဒုနီယာမှာလည်းအာဇာဘီအလီမ်အာခိရတ်မှာလည်းအာဇာဘီအလီမ်တလောက်ပြင်းထန်တဲ့သတိပေးကြတဲ့ဟာဒီသ်တော်တွေထဲမှာလည်းအများကြီးကျမ်းတော်မှာကုရ်အာန်နဲ့အာယတ်တော်တွေထဲမှာလည်းအများကြီးဒါပေမဲ့ဒီကနေ့ကိုယ်ခလေးရည်စားထားပြီးတော့ဗာလင်တိုင်းဒေးမှာတဲခုခံသွားပြီးတော့ဇေနာလုပ်တဲ့မိဘရဲ့စိတ်ထဲမှာဘာခံစားကြမှာမသိအနောက်တိုင်းအတွေးခေါ်အယူဆတွေကကျွန်တော်တို့ရဲ့အတွေးခေါ်တွေကိုလွှမ်းမိုးတော့ဘာမှခံစားချက်မရှိကိုယ်ကလေးရည်စားထားတယ်ကိုယ်ကလေးတဲခုခံသွားပြီးတော့တဲအောင်နဲ့အိတ်ဘာမှခံစားချက်မရှိအဲ့တော့ကျွန်တော်တို့ပြန်ဆန်းစစ်ရမှာနှလုံးသားထဲမှာအီမန်ကိုရှိ